ဆွဲနဲ့တွဲစားမဲ့ coffee ဖြောမှာဖြစ်ပါတယ်။ဘာမှမရှိဘူးနော်။ဒါနဲ့ဖြောမှာလဲဆိုတော့တန်မြာတီးနဲ့ coffee နဲ့ကိုတောက်တက်နေပါပြီ။ဟိုတုန်းကဆိုရင် coffee ဆိုရင်လေနှုတ်စိမ်းလေးနဲ့မလိုက်လေးနဲ့နှုတ်များများလေးနဲ့နှုတ်စီလေးနဲ့အဲ့လိုရှယ်တောက်တာပေါ့။ပြီးရင်ဗာလေအရသာကောင်းမှအာဟာရရှိရလို့ထင်တာ။ပြီးတော့အာဟာရရှိတာနဲ့အရသာကောင်းတာနဲ့မတူပါဘူးနော်။အဲ့ဆိုတော့အဖြစ်ကြီးတော့ကောင်းမကောင်းကျမကြီးအတွက်အလေးချင်းလုပ်ရင်းနဲ့နှစ်သက်လာပါတယ်။ဒီမှာပါ coffee နဲ့တန်မြာတီးနဲ့ပေါ့။အဲ့ဆိုတော့ coffee ကိုကကြိုက်တဲ့ crazy နဲ့ပါတော့ coffee မတောက်ရမနေနိုင်ဆိုကိုတောက်ရတဲ့နီးမျိုးနဲ့အလေးချင်းလုပ်ပြီးတောက်လိုက်ပါတယ်။ဒါပဲဖြစ်ဖြစ်ပထမတော့လို့အဝင်ဆိုးလိုက်တာတောက်တယ်ပေါ့ဒါပေမဲ့အဝင်ဆိုးပြီမဲ့ခန္ဓာကိုယ်ပေါ့ပါလန်းဆန်းနေရပဲနှုတ်နဲ့တောက်လိုက်ပြီးဆိုငိုက်နီးပြီးအဲ့လိုဖြစ်နေတာလေအဲ့လိုမျိုးဆိုတော့အဲ့လိုမျိုးတောက်ပြီးတော့ရှာပေါ်တင်အရသာခံပြီးတောက်ပြီးစိုးကျိုးခံမလားရှာပေါ်တင်အရသာကိုမခံမဲနဲ့တောက်ပြီးတော့ခန္ဓာကိုယ်ရဲ့ကောင်းကျိုးကိုခံမလားဆိုပြီးစဉ်းစားလိုက်တဲ့အခါမှာဒါငါလည်းငါကြိုက်တဲ့ coffee ကိုလည်းတောက်ရတယ်ကျန်းမာရေးအတွက်လည်းကောင်းတယ်ဒါတောက်လိုက်အဲ့လိုလုပ်ရလဲပေါ့ပါတယ်လန်းဆန်းတယ်အဲ့ဒီအတွက်ဒီလိုမျိုးဖြစ်သွားပါတယ်ခါတိုင်းကတော့ပြားရည်ပါထည့်တယ်ပြားရည်နဲ့တန်မြာရည်နဲ့သူကပြားရည်ပါထည့်တော့ပါဘူးတန်မြာဒီနဲ့တောက်လိုက်ပါတယ်မတောက်ရရင်နေရတာလည်းမျိုးလေးနည်းနည်းညောင်းတာလို့ညာတာလို့ကြိုက်ခဲတာလို့စီဆွဲတယ်လို့ဆွဲနေပါပြီပြားတန်မြာဒီကော်ဖီပေါ့တောက်ကြပါဦးนี่ဒီတိုင်းနဲ့အတွေ့ပါလေးပြပြမယ်နော်นี่ဒီခုပန်းတောင်းမှုအမျိုးတွေးပြီးကမောက်ကမနဲ့တွေးပြီးကိစ္စပြရလဲဆိုတော့အားနဲ့ချက်ကိုဆန်းစစ်ကြည့်လိုက်ခဲ့တဲ့အခါမှာလေนี่ဒီထမင်းရမ်းကြိုက်တယ်ထမင်းရမ်းကြိုက်တယ်ထမင်းစားရင်အများကြီးပဲစားတယ်နေ့စဉ်ကျောင်းသားဘွားလည်းဒီလိုပဲမနေ့ကျောင်းသားကနေစားတယ်နေ့လည်းပြန်ခဲ့ရင်ကျောင်းမှာစားမှညမှုစားတယ်ညနေကျရင်မောတဲ့ချိန်ဆိုစားခဲ့တော့စားတယ်ငယ်ကလေးနဲ့အလေးကျင့်လို့ဖြစ်လာပြီထမင်းကိုကြိုက်တဲ့သူတွေဖြစ်ပြန်တော့လေအဝအနဲ့တနေ့တပူစားတဲ့နေ့တည်းကြာလာတဲ့အခါတော့ဘယ်လို30ကျော်မှဒီလိုဝေဒနာပေါ်လာတာပေါ့နော်အမားဆုံးရာအဲ့ဒါပဲလို့တွေးမိတယ်မသိဘူးစားလိုက်မှချမ်းမှာပါဆိုတော့အတွေးပဲရှိရဲ့အများကြီးစားရင်ယောဂဖြစ်တယ်ဆိုတော့အသိမရှိခဲ့ဘူးမြင်ကြည့်မှာအဲ့ဆိုတော့အခုကကြောက်ကျမရဲ့အသိပညာတွေကိုနားထောင်ရင်နဲ့ဘယ်ဟာမဆိုဘယ်အရာမဆိုအလွန်အကျွံကောင်းတဲ့အလွန်ကျွံစားလို့မရဘူးကိုနဲ့တဲ့လဲအလွန်ကျွံစားလို့မရဘူးမတဲ့လဲအလွန်ကျွံစားလို့မရဘူးတင်းလျောက်ပတ်တလို့စားပြီးတော့တကယ်တော့ကိုခန္ဓာကိုယ်အတွက်အကျိုးဖြစ်စေမယ့်အစားအစာကိုရွေးချယ်စားတော့ရမယ်ဆိုတော့သိလာရပါတယ်ပြီးရင်မြင့်ကြီးတို့ကကြတော့လေဒေတာဆိုတော့ဆန်လဲကိုဟာကိုစိုက်စားတော့အဲ့လောက်ထိကြီးတွေလေဟိုတက်ဆေးတွေပြီးရင်မြေဩဇာတွေတုံးတဲ့ထဲတွေမပါဘူးတဘာဝအရာတုံးတာမှလွန်ခဲ့တဲ့နှစ်လောက်ကမှအနည်းချင်းပဲတုံးတာလားတော့အများကြီးအချိန်ပြည့်ကျွေးနေမျိုးမကောင်းတဲ့လေလောက်ကိုပဲပက်တာကိုယ်ဆန်နဲ့ကိုစားတယ်ကိုယ်စီနဲ့ကိုစားတယ်ပြီးအားနဲ့ချက်ကအဲ့ဒါတွေလည်းမဟုတ်ဘူးတွေးကြည့်ပြန်တယ်လေတကယ်တော့မဟုတ်ကိုကအလွန်ကြုံစားတယ်စားပြီးရပြီဆိုရင်ရွာထဲမှာကိုကြိုက်တဲ့ဟာလေးတွေ့တယ်မဟုတ်လားဒါလေးတော့စားကောင်းတယ်ငါစိတ်လည်းစားခြင်းတယ်အဲ့လိုပေါ်လာပြီဆိုလဲဘိုက်ကပြည့်နေလဲဝယ်စားလိုက်တာပဲအမျိုးအိမ်မှာတွေ့ရင်လဲဘိုက်ပြည့်နေလဲစားလိုက်တာပဲနောက်ဆုံးတော့ဘလောက်စားခန္ဓာကိုယ်ကြီးကမပြည့်ဝအောင်ဘယ်လိုလဲဘိုက်အချိန်ပြည့်စားနေရပါတော့ထမင်းဘလောက်အိမ်အောင်စားထားလို့လေတနားရီလောက်ဖြစ်သွားပြီဆိုရင်တန်တဲ့အစားအစာဝင်လိုက်အဲ့ဆိုခန္ဓာကိုယ်ထဲမှာအနာမပေးဘဲနဲ့အစားအသောက်ကိုတည်းဇက်ထည့်တာအဲ့လိုမျိုးနှစ်က2နှစ်3နှစ်ဖြစ်လာတဲ့အချိန်မှာဒီယောဂခံစားရတာတကယ်တော့ကျမအခုမြင့်ကြီးဖြစ်ရတဲ့ယောဂကအစားတောက်အလွန်စားခြင်းအဲ့အားနဲ့ချက်ကိုတွေ့ပါတယ်အဲ့ဒါကြောင့်မို့တတ်နိုင်ရင်ဆိုအစားတောက်ကိုဆင်ခြင်ပြီးစားကြဖို့ပြောပြရတာပါနော်